ကလေးတွေကို concentration ကောင်းအောင်လုပ်တဲ့နည်းလေးတစ်နည်းကျွန်တော်ဟိုတနေ့ online မှာတွေ့လိုက်တယ်အဲ့ဒါကျွန်တော်အိမ်မှာအခုစပြီးတော့စမ်းနေပြီပေါ့နော်သူကဘာပြောလဲဆိုတော့ကလေးတွေကအခုခေတ်ကလေးတွေကအယုတ်တွေအများကြီးကစားကြတယ်ပေါ့နော်အဲ့အချိန်မှာသူတို့တွေကစိတ်တွေအများများပြီးတော့ concentration မကောင်းတော့ဘူးပေါ့နော်အဲ့သူက suggestion ပါပေးလဲဆိုအယုတ်တွေအားလုံးကို pack လုပ်လိုက်ပါပေါ့နော်တနေရာမှာတင်ငါပြီးတော့တစ်ပတ်ကိုပေါ့နော်အယုတ်9ခုပေါ့နော်အဲ့ဒါ9ခုပဲကစားမယ်ဒီ9ခုကိုသူတို့ထုတ်ပြီးတော့ကစားမယ်ပြီးမှအဲ့ဟာ9ခုမကစားချင်တော့ဘူးဆိုရင်အဲ့ဒါသူတို့ပြန်ပြီးတော့နောက်တစ်ပတ်ကြာရင်တော့9ခုကိုချိန်မှန်ခွင့်ပေးမယ်ပေါ့နော်အဲ့တော့ကျွန်တော်ကလည်းဒီ idea လေးကအရင်ကောင်းပါတယ်ဘာလို့ဆိုတော့ကျွန်တော်အိမ်မှာလဲဆိုတော့အဲ့ခန်းနေမှာရောเนาะအယုတ်ကစားတဲ့နေရာမှာရောရှုပ်ပွားနေရမနေတိုင်းဒါကြီးကိုရှင်းရတာပြဿနာတစ်ခုပေါ့နော်ကလေးတွေလည်းရန်လည်းဖြစ်ရတယ်ပေါ့နော်အဲ့တော့ဟိုတနေ့ကကျွန်တော်ကလေးတွေခေါ်လာတယ်ပြောပြရဲပေါ့နော်ဒီလိုလုပ်မယ်နော်အဓိကသူတို့ concentration ကောင်းမှုအတွက်ပေါ့နော်အဲ့ဒါလို့ရှင်းပြတယ်တာကြီးက8နှစ်အငယ်အလက်မ6နှစ်ပေါ့နော်အငယ်လေးက4နှစ်သူတို့လည်းနားလဲတယ်ပေါ့နော်သူ concentration ကောင်းမှုအတွက်ကိုသူတို့လုပ်မယ်ဆိုတော့သူတို့လည်းနားလဲတယ်နော်အဲ့တော့ကျွန်တော်တို့စပြီးတော့တင်လိုက်ပါတယ်เนาะအယုတ်တွေကိုတင်လိုက်ပြီအခြေအနေဘယ်လိုလဲဆိုတော့ကျွန်တော်ပြန်ပြီး update လုပ်ပေးပါမယ်เนาะ